မင်္ဂလာပါဒီနေ့ခရစ်စမတ်ရာသီအချိန်ခါသမယမှာနှိမ်ချသောရှင်ဘုရင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်အနည်းငယ်ဝင်ငှချင်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး2အငယ်9မှာအာဥကိုဖွားမြင်၍အဝတ်နဲ့ပရစ်ပြီးမှတဲ့တေးစရာဇယ၌သူတို့နေစရာမရှိသောကြောင့်သူငယ်ကိုနွားစခွတ်၌တိတ်ထားလေ၏လို့ကျမ်းစာဖော်ပြထားပါတယ်ဒီကနေ့နံပါတ်1ချက်အနေနဲ့ကျွန်တော်ပြောချင်တာကနန်းတော်မှာမဟုတ်ဘူးနွားစခွတ်၌မွေးဖွားခဲ့တယ်ဘုရင်တကာတို့ရဲ့ဘုရင်အရှင်တာရကာတို့ရဲ့အရှင်ဟာခန္ဓာထေဝါလာတဲ့နန်းတော်ထဲမှာမမွေးပဲနဲ့အနှိမ့်ကြဆုံးတော့နွားစခွတ်မှာမွေးခဲ့တယ်တိတ်ထားတယ်လို့ကျမ်းစာကပြောပြထားပါတယ်ဒါကြောင့်ဒီကနေ့တရိษံစားတဲ့စခွတ်ထဲမှာတိတ်ထားခြင်းခံရတဲ့ကေတင်ရှင်ဘုရင်မွေးဖွားလာတဲ့အကြောင်းကျမ်းစာကကျွန်တော်တို့ကိုဖော်ပြထားတယ်မာသာတေရီဆာတနည်းပြောခဲ့တယ်ဒီလူတိုင်းကကြီးမြတ်သောအရာကြီးမားသောအရာလုပ်နိုင်ခြင်းမလုပ်နိုင်ပဲဒါပေမဲ့ကြီးမားသောနှလုံးသားမေတ္တာတရားနဲ့သေးငယ်သောအရာလေးတွေကောင်းတဲ့အရာတွေလုပ်လို့ရတယ်လို့သူပြောဖို့တာဖြစ်တယ်ဒါကြောင့်သူဟာအနှိမ့်ကျဆုံးစင်ရသားတွေနဲ့ဇင်ခံနေမဲ့အသက်တာလေးတွေကိုထားခဲ့ပြီးမှအသက်ရှင်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်နှိမ့်ချခြင်းဟာတစ်ခါကျွန်တော်တို့စဉ်းစားတတ်တယ်။အားနည်းတယ်ပေါ့။နှိမ့်ချတယ်ဆိုတော့အားနည်းတယ်လို့ကျွန်တော်ထင်တတ်ကြတယ်မဟုတ်ပါဘူး။မေတ္တာနဲ့လွှမ်းခြုံထားတဲ့အားသာချက်အားရှိခြင်းဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောပြခြင်းနဲ့အကောင်းဆုံးသူနာပြုတွေနဲ့အချမ်းအယံနဲ့မီဒီယာနဲ့ကင်မရာနဲ့သူကမွေးဖွားလာတာမဟုတ်ပါဘူး။ဒါကြောင့်ဒီကနေ့နှိမ့်ချသောရှင်ဘုရင်ဆိုတာကတကယ်တမ်းကျတော့နှိမ့်ချယူထုံးစံမရှိပါဘူးအထက်မှာပလင်မှာထိုင်ပြီးမှဩဇာအာဏာနဲ့နေရမယ့်အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဖခင်ကြတော့နှိမ့်ချစွာနဲ့နွားစခွတ်ထဲမှာလူသားအနေနဲ့ကျွန်တော်တို့ကိုတည်တည်မွေးဖွားလာတာဖြစ်တယ်ဒုတိယအချက်အနေနဲ့သူကယာထိုးပုံပကာဒနာတွေထက်နှိမ့်ချခြင်းကိုတန်ဖိုးထားတာဖြစ်တယ်ကျွန်တော်တို့ဒီဖိလိပ္ပုအခန်းကြီး2ကိုကြည့်မယ်ဆိုရင်တော့ခရစ်တော်ဒီတဲ့ဘုရားသခင်နဲ့အသွင်သဏ္ဍာန်ရှိတော်လဲဘုရားသခင်နဲ့တန်းတူဖြစ်ခြင်းကိုစုပ်ကိုင်ထားရမည်အရာဟုမမှတ်ယူပဲမိမိအသေးကိုဆွင့်၍အစီအဖား၏အသွင်သဏ္ဍာန်ကိုဆောင်ကာလူတို့နှင့်တူညီသောတဏ္ဍာန်၌ဖွားမြင်ခြင်းကိုခံတော်မူ၏တဲ့ဒါကြောင့်သူတကယ်ရှိထားတဲ့အရာတော်မှဖော်ပြခြင်းမရှိဘဲနဲ့အစီခံကျွန်ဖြစ်ခြင်းကိုဒီရွေးချယ်ခဲ့တယ်။ဒါကြောင့်ဒီကနေ့စဉ်းစားကြည့်မယ်ဆိုရင်တော့သူ့ရဲ့တပည့်တော်များတဲ့ချက်ထောက်ဆေးဖို့တော်မှာဒီအနှိမ့်ဆုံးသောကျွန်တွေလုပ်တဲ့ကျွန်ထဲမှာတော်မှာအနှိမ့်ဆုံးကျွန်တွေကလုပ်တဲ့အရာကိုသူလှုပ်ဆောင်ခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်သူတန်ဖိုးထားတဲ့အရာကနှိမ့်ချခြင်းဖြစ်တယ်။ယုံကြည်သူများအနေနဲ့ကနှိမ့်ချခြင်းကိုတန်ဖိုးထားတဲ့အခါမှာဖခင်ရဲ့တန်ဖိုးထားတာကိုတန်ဖိုးထားတဲ့အတွက်ကြောင့်ဖခင်ရဲ့မျက်နှာသာရယုံသားမကဘုရားဘုန်းတော်ထင်ရှားလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်။နောက်ဆုံးတစ်ချက်ကဘုရင်တကာတို့ရဲ့ဘုရင်ကအနှိမ့်ဆုံးကိုရွေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဘူချေကောင်းကင်ဘူချေကောင်းကင်တမန်တက်တွေနဲ့ခြံရံပြင်းမှကြွလာလို့ရပေမဲ့ဒီကနေ့အထိခိုက်လွယ်လွန်းနဲ့အကာအကွယ်မဲ့လုံခြုံရေးမရှိတဲ့အင်မတန်မှနှိမ့်ချတဲ့အသက်တာနဲ့အဝတ်စားလေးနဲ့ပရစ်ပြင်းမှကျွန်တော်တို့ဒီကောက်ယူခင်းတဲ့အပေါ်မှာနွားစကွတ်ထဲမှာတိတ်ထားတာကျွန်တော်တို့တွေ့ရပါတယ်လို့ဒါကြောင့်ဒီနေ့ကျွန်တော်ထပ်ပြောချင်တာကယောဟန်အခန်းကြီး7မှာခရစ်တော်ခြေဆေးခဲ့တယ်လို့သူ့ရဲ့နှိမ့်ချမှုကိုရင်ဝယ်ပါပြီးမှအစီခံဖို့ရန်အတွက်ဒီခရစ်စမတ်ရာသီမှာအရောက်စီတိုင်းကိုဖိတ်ခေါ်ခဲ့တယ်ခရစ်တော်သာကျွန်တော်ရဲ့ကယ်တင်ရှင်ကျွန်တော်ရဲ့ဘုရင်ဖြစ်ပေမဲ့နှိမ့်ချတယ်ဆိုရင်ဘယ်လိုလုပ်ကျွန်တော်တို့မာနတက်ဖို့ရန်အတွက်ဒီဖြစ်နိုင်တယ်လေတော့ပေါ့နော်ဘယ်လိုလုပ်မာနကိုဖက်တွေ့နိုင်ကြမှာလဲယုံကြည်သူများအနေနဲ့ကျွန်တော်တို့ကိုယ်ကိုယ်တဲ့ခရစ်တော်ကအစီခံနေဆိုရင်အစီခံဖို့အခြေအနေရောက်တဲ့အခါကျွန်တော်ဘယ်လိုလုပ်ငင်းကြမှာလဲနောက်ဆုံးတစ်ချက်ကဒီခရစ်တော်သာနှိမ့်ချစွာနဲ့ဂါငုတ်ပြီးမှငုံပြီးမှတပည့်တော်များရဲ့ခြေထောက်ကိုဆေးတယ်ဆိုရင်ကိုတခြားလူတွေအထက်မှာဘယ်လိုချီးမြှောက်ကြမှာလဲဒါကြောင့်ခရစ်တော်ကဲ့သို့ခရစ်တော်ရဲ့နောက်လိုက်ယုံကြည်သူမှန်တယ်ဆိုရင်တော့နှိမ့်ချခြင်းကိုတန်ဖိုးထားဖို့ရန်အတွက်အားပေးခြင်းနဲ့
နှိမ်ချခြင်းဟာအာနေခြင်းမဟုတ်ဘူးလို့ထပ်လောင်းပြီးမှကျွန်တော်ပြောချင်တယ်ခရစ်တော်နဲ့တဒံတူချင်းပါခြင်းဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်ပါတယ်လို့ဒါကြောင့်နှိမ်ချခြင်းဆိုတာကိုနှိမ်ချတယ်ဟုမြင်ခြင်းမဟုတ်ကိုယ့်အတွက်အဓိကမထားဘဲနဲ့သူတစ်ပါးရဲ့ကိစ္စကိုဦးစားပေးပြီးမှအစီခံခြင်းကိုနှိမ်ချခြင်းလို့ခေါ်ပါတယ်လို့ဒါကြောင့်ဒီခရစ်စမတ်မှာ together နှိမ်ချခြင်းကိုတန်ဖိုးထားပြီးမှခရစ်တော်နောက်လိုက်ပြီးမှဘုန်းတော်ထင်ရှားစေတော်သားသမီးများဖြစ်ဖို့ရအတွက်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ။